ဟိုအဖြစ်ငါနဲ့ပြက်လို့အတိတ်တောင်ရတယ်ပြီရွာအခုထိငါနဲ့တွဲနေအချင်းပဲစီကကိုတရားထဲခဲရလားအားရဲ့တဲ့ရွှေမပြီးလို့မိတ်ဆွေဆိုတဲ့ဘယ်နဲ့ပြောနေတဲ့မင်းတို့ပါလေလိုအပ်တော့အနေနဲ့ကြားတဲ့ကြောင်းမျိုးနဲ့ရောက်ရန်နေရှာပြီးဘုံဝေးဆုံးကိုခေါ်ပါပြီတင်ပြေလားဆိုတဲ့ကားသူကတဲ့မျက်နှာကျနေတာပဲပြီးပါကလေးသုံးစီမဖြစ်နိုင်ရင်တော့တွေးမပေးပါနဲ့တော့လားကံကြမ္မာရဲ့ဟုတ်တယ်ရမလာနဲ့ရန်နဲ့ဖြာနဲ့နာကစီမန်ကိန်းနဲ့တိုးချက်ထားတဲ့ဖြက်စီပြီးတော့ဟိုးဝင်းဆုံးကိုထွက်သွားတယ်။နာနဲ့ကြရင်ရတိုင်းကစဉ်းစားစရာဘယ်လိုအောင်မြတ်ပတ်ကပဲမြင်ရပြတ်သားတယ်။လူတိုင်းကမှလည်းမခင်ဘူးအဲ့ဒါလေးတင်လာသည်။နင်းနေတော့ဒါပဲစဉ်းစားပြီးပြင်နေတင်တာပဲ။ရှေ့ကြီးတော့နောက်ဆုံးပြီးဖြစ်တယ်။ရက်ကိုမောတော့ပြီးတော့ပြောကြအိတ်တွေမေးပြောင်းမယ်။ငါအစ်စ်ကမင်းနောက်ကဘာပါပြားတာပဲ။အားလုံးလက်စပြီးတော့ချင်းချင်းဖန်ပြစားတယ်ဘယ်သူမှလည်းဒီမှန်လဲအဲ့ဒါတွေလည်းဘင်းပြီးဆိုတရားတိုင်းကတီးခံပြီးတော့စိတ်ပေါ်လာတယ်ဒီကအားချင်းဆိုတဲ့တန်တာဘုံမဟုတ်ပြီးတင်ကတက်တာတယ်နာကျင်နေလေအားတင်ထားမှာပါငါစီကိုတော့နှိမ့်ကြရင်တော့အရှစ်တွေတန်ပြန်လာခဲ့ပါပြန်လာမဲ့ရှစ်တွေကိုငါစောင့်လို့ရင်စိတ်လိတ်နေတာဘေးနာကကောင်းဆုံးမိတ်ဆွေဖြစ်မတရားတွေတိုက်ဆိုင်လာပဲတကောင်းနေပဲခံတဲ့စိတ်တွေကြီးစာအုပ်ဆိုတာဖတ်ရသေးရင်တစ်ပြောကြခံတွေကငါ့ကိုပြမပေးနဲ့တော့ကွာမင်းရဲ့ဖိတ်လက်ဖိတန်ရအလုံးကိုတိတ်ခတ်ပြမတရားတွေတိုက်ဆိုင်လာတဲ့ miss တံပြန်လာမဲ့ရှေ့တွေကိုငါဆောင်ရရင်စိတ်လိတ်လေးတာဘေးနာကကောင်းဆုံးမိတ်ဆွေဖြစ်မတရားတွေတိုက်ဆိုင်လာတဲ့တကောင်းနေပဲစိတ်တွေကြီးစာအုပ်ဆိုတာဖတ်ရသေးရင်တစ်ပြောစရာခံတွေကငါ့ကိုပလစ်မပေးနဲ့တော့ကွာမင်းရဲ့ဖိတ်လက်ပစ်တန်ရအားလုံးတိတ်ကပ်ပြီးမတရားတွေတက်ဆိုင်လာတဲ့ miss တန်ပြန်လာမယ့်ရှစ်တွေကိုငါဆောင်ရရင်စိတ်နဲ့လေးလာပေးနာကောင်းဆုံးမိတ်ဆွေဖြစ်မတရားတွေတိုက်ဆိုင်လာတဲ့တကောင်းနဲ့ပဲစိတ်တွေညစ်မတရားတွေကတိုက်ဆိုင်လာတဲ့တကောင်းနဲ့ပဲစိတ်တွေညစ်ဆောက်ဆူလာဖတ်ရသေးရင်တစ်ပြောစရာခံတွေကငါ့ကိုလေ